ကျွန်တော်ဒီနေ့မှာတော့ Roblox ဟန်နေပေါ့ဘောတော့ auto chat ဖန်လို့ဟာလည်းဆိုရနေပါအဲကျွန်တော်ပြမှာမယ်ပထမဆုံး Google ထဲဝင်ပြီးတော့ DETA လို့ DETA data ပြီးတော့ slash တွေချလိုက်ဒီကပေါ်လာလိမ့်မယ်ပေါ့နော်အဲဒါဒုတိယကျောင်းဟောင်းနေလိုက်ကြရင်ဒီပေါ်ဆုံးဟောင်းနေလိုက်အဲ့ဆိုရင်ဘိုးက Android ဆိုရင် Android ကိုနေလိုက် iOS ဆိုရင် iOS ကိုနေလိုက်ကျွန်တော်တော့ Android မလို့ Android ကိုနေလိုက်မယ်အဲ့ဆိုတော့ကျွန်တော်အောက်ကိုဆွဲလိုက်ပါဒီမှာ download ဆိုတာတွေ့ပါတယ် free download နေပါကျန်အောက်ကိုပြန်ဆွဲပါဒီမှာဟိုကြိုက်တဲ့ဟာ download ရပါကျွန်တော်ပေါ်ဟာ download လုပ်မယ်ဒီမှာဒါပေါ်လိုက်ဆိုရင်တော့နေလိုက်ပါကျွန်တော်တော့ဒီမှာအေးပေါ့နော်ဒီဟာလေးကို download လိုက်ပါနော် download ပြီးရင်ဒီလိုမျိုးဟာလေးရရဆိုရင်ကျွန်တော်အဲ့တော့ download ပြီးသားကိုနေလိုက်တော့မကြောက်ကျွန်တော်ဖြတ်လိုက်မယ်အဲ့ဆိုကျွန်တော် download ပြီးသားဟာကိုဝင်လိုက်ပြီးအဲ့ဆိုရင်ဒီလိုလေးပေါ်လာပြီမလို့နော်ကျွန်တော်မေ့နေတာဘလို့ပြောဖို့ဒီ original Roblox app ကိုရဖြတ်ပေါ့နော်ပြီးကြမှာ Google ထဲကိုဝင်ပြီးတော့ဒီဟာကို app file ကိုဖွင့်လိုက်ပေါ့နော်အဲ့လိုက်ဟိုဒီလိုမျိုးလေးအတန်းလေးပြည့်ထိဆောင်လိုက်ပေါ့နော်ဒီမှာသူကမေးလိုက်မယ် do you want to install this app ဒီမှာ install လုပ်နေတယ်ပေါ့နော်အဲ့ဆိုခဏဆောင်ပါโอเคရပါပြီရပြီဆိုရင်တော့ရော open ပါ open နေလိုက်ရင်ဒီမှာ Roblox ရရောက်ပါပါမယ်ရောက်နေလေပါနောက်လို့ကျန်ထွက်တဲ့ okay နေလေပါပြန်ပြန်ထွက်လာပါလို့တယ်မလားမခွေးရကျွန်တော်ကကောက်ဖွင့်ရမယ်ပေါ့နော်ကျွန်တော်ကောက်ဖွင့်လိုက်တော့မယ်ပေါ့နော်ဒီဗီဒီယိုထဲမှာကျွန်တော်ရဲ့ကောက်တစ်ခုတခုကျွန်တော်ပြမယ်ပေါ့နော်ဒီကောက်ပါကျွန်တော်ပေါ့နော်ဘာမှသူဘာပေါ့နော်ဒီချာလေးကြည့်နေတယ်တော့ရကျွန်တော်အကတားရဒီလိုဖြစ်နေတယ်အကြောက်ကျွန်တော် blog ရဝင်လိုက်တော့မယ်နော် blog ရဝင်လိုက် blog ရဝင်လိုက်ပါဘာဘာတော့ blog ရဝင်လိုက်ဒီကျွန်တော်ကလည်း blog ရဝင်လာတော့ကြည့်တော့မလုပ်လိုက်ရနောက်တော့ပြီးတော့ကျွန်တော်ပြန်ဝင်လိုက်ပါမယ်ဝင်လိုက်ဆိုရင်တော့ဘောလုံးခဏဆောင်မယ်ဘောလုံးရရင်ကျွန်တော်ပြောပါမယ်နောက်ပြီး profile ဝင်လိုက်ပါအဲ့ဆိုခဏဆောင်နေတော့ကျအောင်ဝင်လိုက်ဆိုရင်ဝယ်ဝေးဆိုတာလေးပေါ်ပါမယ်။ကျန်တယ်လေးဖြစ်ထားတယ်နော်။ရောကီးမရဘူးတေးဆိုရင်တော့ကျွန်တော်ပြရမယ်ပေါ့နော်ဒီရမှာဒီလိုနောက်ဆုံးပါပဲ။အဲ့ဆိုဒီရာလေးကိုနှိပ်လိုက်အိမ်ပုံစံလေးနှိပ်ပြီးတော့ဒီမှာကျွန်တော်ကောမဒီမှာတော့ကျွန်တော်ဟိုကြိုက်ကြလုပ်လို့ရတယ်။ကြိုက်ရစောက်ရတယ်ဒီမှာဒီအားဟာတော့နော်ဟိုရှောက်ရလို့မရပါဘူးကျွန်တော်ကောင်းမှမပေးထားလေ
ကူးလိုက်ပါကျွန်တော်ကောင်းမှမှာပြထားတာကူးလိုက်ပါအဲ့ဆိုရင်ရပါတယ်ဒီတော့ကောင်းမှမှာကူးပြီးတာပြောထားတဲ့ဟာလေးကူးပြီးရင်တော့ရနိုင်ပါနော်ရတာရင်အဲ့ဒါ skill လို့နော် skill ဟောကျွန်တော်မှားတယ်လို့ကအရင်ဆုံးအဲ့ဒါဟို risk ဖတ်ကိုရခြင်းတော့ Google ထဲဝင်လာပြီးကြရင်ရုပ် IE script download ဆိုတာလေးနေလိုက်ပါနော် risk script download ကျန်ဒီအပေါ်ဆုံးဟာလေးနေလိုက်အဲ့ဆိုဒီလိုလေးပေါ်လာလိမ့်မယ်ကျန်အောက်ဆွဲလိုက်ပါအောက်ဆွဲလိုက်ဒီမှာ download script ဆိုတာလေးနေလိုက်ပါဒီမှာပေါ့နော် download အခန်းဆိုတာလေးနေပါဒီမှာပေါ့နော်ရပါပြီဒီဟာလေးကို copy လုပ်ပါမှာလို့ဆွဲပါဒီလိုလေးရဆိုရင် copy နဲ့လိုက်ပါကျွန်တော်ကတော့ copy ပြီးတော့ Roblox ပြန်မှာပါခဏဆုံးပါချောင်းပြန်လိုက်ဆွဲဝင်လိုက်ပြီဝင်လိုက်တော့ကျွန်တော်ခဏဆောင်ပြီးရင်တော့ကျွန်တော်ပြမယ်အဲ့ဆိုရင်ကျွန်တော်ဒီလိုရရဆိုရင်တော့အိမ်ပုံစံဟာလေးကိုနှိပ်ပါကြာ upload မှာဒီမှာပြောတယ်လို့ပဲကြိုက်တာရိုက်လိုက်ပါငါတော့ကြိုက်တာရိုက်ဒီမှာတော့ကျွန်တော်ပြီးကြရင်ကောင်းအောင်မှာချပြီးပါမယ်နောက်ပြီးကြရင်ဒီဟာကိုပြန်ရောနော်အဲ့လိုလေးလုပ်လိုက်အဲ့ဆိုရင် script ကမှာရသွားရင် G လုံးလိုက်တဲ့ G နာမည်execute လုပ်မယ်ကျွန်တော်အဲ့ဟာတော့လုံးဝကြည့်တော့ပါဒီကထောင်းပါမယ်အဲ့တော့ကျွန်တော်ဒီထဲမှာတွက်တူဒီမှာပြထားတဲ့ script တွေနဲ့သုံးလာပါနော်Facebook ကတော့ထောင်းပါမယ်ကျွန်တော်တော့ဒီမှာbro လုပ်ချင်တဲ့ script ကိုဒီမှာပေါ့နော်ဒီ game ပုံစံဟာလေး game club ပုံစံဟာလေးနဲ့ပြီးဒီ infinity jazz ပွဲဟာလေးနဲ့လိုက်ပါနဲ့နိုင်တော့အမြင်ဟာရမယ်ဟုတ်နော်ဒီမှာရမယ်အဲ့တော့စတင်လို့ဟာလေးနဲ့ကျင်းလာလို့လေနော်ကျင်းဒီမှာကောမပါလို့နော်ဒီကြဒီမှာတို့fly ဆိုတော့ဒီပြန်လို့ရမယ်နော်ဟုတ်ပြန်လို့ရမယ်ဒီတော့ပြန်ပြီးတော့ကြိုက်တာသွားလို့ရတယ်ဒီတော့ခုပြန်တော့ဒီတော့အဲ့လိုသွားလို့ရတယ်
အဲ့ဆိုတော့ကျွန်တော်အားလုံးအဆောက်လို့ရပါပြီအဲ့ဆိုရေကတော့ဒါဟုတ်တယ်နော်နောက် channel လေးကိုလည်း like subscribe လုပ်ပြီးကြကြပါဦး